အားလုံးပဲမင်္ဂလာပါဒီနေ့တင်ဆက်ပေးခြင်းတဲ့သတင်းလေးကတော့ထိုင်းနိုင်ငံဘန်ကောက်မြို့ဝစီယာဆေးရုံထမ်းမြင့်တိုက်တာများအကြားလမ်းမကြီးပေါ်တွင်ပေ160ကျော်နဲ့တဲ့မြေပြိုမှုဖြစ်ပွားခဲ့ပြီးမြေတွင်းကြီးထူးဆန်းစွာဖြစ်ပေါ်သွားတဲ့သတင်းပဲဖြစ်ပါတယ်ဂျမန်နေ့စတင်ဘာ24ရက်နေ့နနက်9:13မိနစ်အချိန်ထိုင်းနိုင်ငံဘန်ကောက်မြို့ဝစီယာဆေးရုံရှိမီတာ50ဝန်းကျင်ပေအားဖြင့်164ပေအနက်ရှိတဲ့မြေတွင်းကြီးအဖြစ်မြေပြိုကျမှုဖြစ်ပွားကြောင်းလက်တော်ထိခိုက်ဒဏ်ရာရရှိသူမရှိဘဲမြေများဆက်လက်ပြိုကျနေဆဲဖြစ်ကြောင်းထိုင်းအာဏာပိုင်များကမြေပြိုရာနေရာဝန်းကျင်ရှိလမ်းများအလုံးကိုယာယီပိတ်ပင်ထားလိုက်ကြောင်းသိရှိရပါတယ်။အဆိုပါမြေပြိုသောနေရာသည်ဆမ်ဆန်ရဲစခန်းရှိဝစီယာဆေးရုံရှိမှဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးလက်ရှိအချိန်ထိမြေကြီးမှတအီကျုံဝင်နေဆဲဖြစ်တယ်လို့ထိုင်းပြည်သူများတို့တပ်ပုံဗီဒီယိုများနဲ့တကွလူမှုကွန်ရက်များနဲ့မျှဝေထားမှုအရသိရှိရပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးပြိုကျရတဲ့အကြောင်းရင်းကိုတော့သက်ဆိုင်ရာကစုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့လည်းသိရပါတယ်။ The Nation သတင်းဌာနကတင်ဆက်ထားတဲ့သတင်းပုံမှာတော့ရုတ်တရက်မြေပြိုကျခြင်းမှာဥမဲ့လှိုင်ကောင်းနဲ့ဘူတာယုံကြားလမ်းစုံရှိမြေအောက်မက်ထရိုလိုင်းကောင်းတွင်မြေပြိုကျမှုကြောင့်ဖြစ်ကြောင်းဘန်ကောက်မြို့တော်ကပြောတယ်လို့ဖော်ပြထားပါတယ်။ကျင်းကြိုင်ကြီးရဲ့ပေါင်နှခမ်းတွေကဆက်ပြီးပဲ့ကျနေတဲ့အတွက်ဝစီယာဆေးရုံမှာရှိတဲ့လူနာတွေကိုအရေးပေါ်ရွှေ့ပေးထားပါတယ်။ယခုလိုတက်ထိတ်ရင်ဖို့ကိစ္စကြီးကြုံခဲ့ရသည့်တိုင်လူထိခိုက်ဒေဆုံးမှုတော့မရှိခဲ့ဘူးလို့သိရပါတယ်။လူမှုကွန်ရက်ပေါ်ပြန့်နှံ့လာတဲ့ဗီဒီယိုတစ်ခုမှာတော့လမ်းမကုန်းသားတွေဆက်ပြီးပဲ့ကျနေရကနေဓာတ်တိုင်တွေရှော့ရိုက်ပြီးခွဲမှုတချို့ဖြစ်ပေါ်နေတာကိုတွေ့မြင်ခဲ့ရပါတယ်။အာဏာပိုင်တွေကဆေးရုံရဲ့လူနာတွေကိုသာမကဘဲအနီးတစ်ဝိုက်ကနေအိမ်တွေကဒေသခံတွေကိုပါကူညီရွှေ့ပြောင်းပေးနေပါတယ်။ဘန်ကောက်မြို့ထဲမှာယခုလိုမျိုးကြီးမားလာတဲ့မြေကျွန်းချိုင်ဝမ်းကြီးဘာကြောင့်ဖြစ်လာတယ်လဲဆိုတာကိုတော့တိတိကျကျမသိရသေးပါဘူး။ဒေသခံတွေကတော့အဲ့ဒီကျင်းချိုင်ကြီးဟာလက်ရှိတဲ့ပုံမကျပြန့်လာမှာကိုစိုးရိမ်ပူပန်နေကြပါတယ်။ယခုသတင်းတင်ဆက်မှုကိုချန်နယ်တပ်ပါက like and follow လေးနှိပ်ခဲ့ပေးဖို့တောင်းဆိုလိုပါတယ်။အဆုံးထိကြည့်ပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်။